ဒီမှာအရွယ်3မျိုးရှိတယ်ခုနပြောတယ်33နှစ်33နှစ်နဲ့ပိုင်းလိုက်တက်တန်းတိုးလာတဲ့အခါကျ25နှစ်နဲ့ပိုင်းလို့လည်းရမှာနော်ခုခေတ်တော့25နှစ်လောက်နဲ့ပိုင်းကြတယ်ပထမအရွယ်ဆိုတာတစ်ကနေပြီး25 26ကနေပြီးတော့50ဟုတ်တယ်50ကြာလို့ရှိရင်ရွှေရုလို့ပြောကြတယ်လူဟာအသက်50ရှင်ထိတ်ရောက်သွားပြီတကယ်ရွှေဖြစ်သွားပြီအဲ့ဒီဟိုဘက်ကျတယ်မလာတော့အကောင်ထိတ်ရောက်သွားပြီထိတ်ရောက်သွားရင်ဘယ်လိုပြန်ဆင်းဖို့ပဲရှိတယ်နော်တောင်ထိတ်ရောက်သွားရင်ပြန်ဆင်းလူရဲ့ရှမ်းရှမ်းတောက်အရွယ်50ပဲ51ကနေစပြီးဟာနိဓတကဆိုတာဖြစ်လာတာ50ကပညာတတကသိပညာထမြင့်တဲ့အချိန်က50မှာကုံဆုံးသွားတယ်51ကနေစပြီးတော့အဆင်းမယ်တခါတည်းဆင်းနေမှာအဲဆင်းတဲ့အခါမှာမဟုတ်တာလို့ရင်တော့မြန်မြန်ကြီးဆင်းသွားတာအဆင်းဘိန်းတက်ပေးတယ်ဆိုတာအဲ့ဒါပြောမဟုတ်တာတွေနဲ့သွားလို့ရှိရင်အဆင်းကဘိန်းတက်လိုက်တယ်လို့ဖြစ်သွားတယ်ဝေါကနဲ့ဆင်းသွားတာလည်းရှိတယ်ဖြည်းဖြည်းဆင်းတာလည်းရှိတယ်အဆင်းကအမျိုးမျိုးရှိတယ်ပေါ့နော်လိမ်မြန်ဆင်းတယ်လို့ဖြည်းဖြည်းဝဲပြီးတော့ဆင်းတဲ့လူလည်းရှိတယ်ထိုးချလိုက်သလိုဆင်းသွားတဲ့လူတွေရှိတယ်50ဟာတော့ထွတ်ထိပ်ပဲဒါမို့ရွှေရုလို့ခေါ်တယ်တော့အကြပဲစာပေကျမ်းကမှာတော့50ကိုပညာဓာတကလို့ခေါ်တယ်အသိဉာဏ်ထက်မြက်တဲ့အရွယ်လို့အဲ့တော့25စီပိုင်းလိုက်လို့50ဟာထွတ်ထိပ်ရောက်နေတဲ့အရွယ်အဲ့ဒီအရွယ်3ပါးတဲ့ကတပါးပါကိုတရားဓမ္မချင်းညကျုပ်ကိုအထုတ်ခြင်းဖြင့်ထိမ့်သိမ်းဆောင်းလျှောက်ပါတဲ့စိတ်လို့ကိုလို့လှုပ်ချင်လှုပ်ပြီးမနေပါနဲ့လို့ဆိုလို့နော်ပထမရွယ်တော့ပျော်လို့ပါလို့အတော့အစားနဲ့နေကြတယ်ဒုတိယရွယ်အဲ့ဒါတွေဖြတ်ပါတရားဓမ္မနဲ့နေကြည့်ပါဒုတိယရွယ်မှာလည်းပဲဆက်ပြီးတော့မိုက်မြဲတတိယရွယ်ကြမလုပ်ပါနဲ့တတိယရွယ်လည်းလှုပ်တယ်ဆိုရင်သွားရောညှို့လင်းချက်မရှိတော့ဘူးလို့ဆိုလို့လေပေါ့နော်ဘဝတခုဆုံးသက်သွားရင်ညှို့လင်းချက်မရှိတော့ဘူးဒါကြောင့်မို့ကိုမျက်နှိုးထိုက်တဲ့ပုဂ္ဂိုလ်အဖြစ်ကိုသိတယ်အသိဉာဏ်ရှိတယ်ဆိုရယ်ပုဂ္ဂိုလ်ဟာတဲ့အရွယ်3ပါးတဲ့ကတရွယ်ကိုအကောင်းဆုံးဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ပါမြတ်စွာဘုရားဒါသတိပေးဆုံးမတဲ့စကားလေးတွေနော်အရွယ်3ပါးလုံးမှာဆောင်းရှောက်မှုတစ်ခုမှအမြတ်ရအောင်မလုံးလိုက်ဘူးဆိုလို့ရှိရင်မျောလင်းချက်ကင်းတဲ့ဘဝတစ်ခုဆုံးသက်သွားပြီနောက်ဘဝလည်းမျောလင်းချက်မရှိဘူးဒီဘဝမျောလင်းချက်မရှိသလိုနောက်ဘဝလည်းမျောလင်းချက်မရှိဘူးဒီတရားကိုမြတ်စွာဘုရားဟောတာ